ရရဆိုနေကြောက်တာအဖွဲ့အစည်းများမှညီအကိုမောင်နှမများအားလုံးကိုအထူးကျေးဇူးတင်ကြောင်းအားလုံးရဲ့ကိုးစားပြောပြရစီရှင်အလူရှင်များအားလုံးကိုကျမတို့ကနေပြီးတော့ကျေးဇူးပြုတဲ့အနေနဲ့မကြာမီအချိန်အတွင်းမှာပဲကျမတို့ရဲ့နယူးယောက်နဲ့တခြားမြို့အသီးသီးမှအနုပညာရှင်များရဲ့ဖျော်ဖြေရေးအစီအစဉ်များကိုကျမတို့ကနေပြီးတော့နှစ်ပိုင်းခွဲပြီးတော့စီစဉ်တင်ဆက်မှာဖြစ်ပါတယ်ရှင်ဒီတချင်းရဲ့အဓိပ္ပာယ်လေးကိုမမစ်စင်တာစုညံကနေပြီးနေချင်းရှင်းပြပါလိမ့်မယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဒီတချင်းလေးကိုကိုစောထီးနဲ့မိနဲ့ရွေးဖြစ်တဲ့ရွေးချက်ကတော့အမေတော်ဆန်းစုကြည်ကိုရွေးပြီးတော့ဒီတချင်းလေးကိုရွေးချယ်ပြီးတော့ကပြဖြောပြခဲ့ကြတာဖြစ်ပါတယ်။အမေတော်ဆန်းစုကြည်ရဲ့65နှစ်ပြည့်မွေးနေ့မှာဆရာကြီးနောင်ဆွမ်းရေးဆက်တဲ့ကြပြရရလို့ပဲနှင်းစီနီနီပန်းတပွင့်အနေနဲ့တင်စားထားသလိုမျိုးကလည်းမေစုကိုကြီးရဲပြီးတော့ဒီတချင်းလေးကိုတင်ဆက်ကပြဖြုတ်ပြခြင်းဖြစ်ပါတယ်ဒီတချင်းလေးကိုဖြုတ်ပြရင်းနဲ့ပဲမေစုနဲ့အတူမာဒီသူပြည်သားတွေအားလုံးကျမ်းမာချမ်းသာပြီးတော့ပြပြတွေအားလုံးကနေပြီးတော့ခင်ဝေးကြပါစေလို့ဆုတောင်းပါတယ်ရှင်Enjoy it,
ရဆောင်မင်းဒီဆိုတာရဲ့မောင်ရွှေဆိုတဲ့ချင်းကိုခေါ်ရတဲ့မှာပြောရပေးပါမယ်ကျွန်တော်ဘောဆရာလာပါခုနမှရောက်တော့ပါကျွန်တော်မတိုက်ထားတဲ့အတွက်ခင်ဗျာဝိုင်းနဲ့ရှိရလို့ရှိရင်ခွန်းဖို့တောင်းပန်ပေးပါမယ်ဝတော်ရေဒီလောက်ထားခဲ့ကျွန်တော်ရဲ့ theory တဲ့အချင်းတွေကိုဖြောပြခွင့်ပြုပါ Okay ကျေးဇူးတင်ပါတယ်ပထမဆုံးကျွန်တော်တစ်ချင်းကိုအလကားချစ်လို့မြည်ရမယ်အားလုံးဖြောလို့အကုန်လုံး live ဆိုလို့ရမှာမသိဘူးတစ်ဖက်သက်အလကားချစ်မကြောက်နည်းနည်းတိုးနေဟိုတော့ကလည်းတိတ်မကြောက်တစ်ဖက်သက်အလကားချစ်ဘယ်မရှိလို့ကမှမိုက်တယ်ဗျာကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကိုဖွင့်ပြပါ DJ ဝင်းဖြစ်ပါကျွန်တော်သားသုံးတဲ့ DJ ဝင်းကိုအားမနဲ့လက်ခုပ်လိုက်ချိန်ပြည့်ရအောင် Okay ဖွင့်
တော့ငါကိုရှိမှမြဲရတဲ့ကြောက်ကိုလည်းအရန်နေတဲ့စဲဘယ်ကစားကြီးစားမိမလာလေးညအားလုံးကိုငါကဆက်ခဲ့ရပဲအဲကွယ်ရတာသိချင်ဘူးခါတော့ကိုလုံးဝစဉ်းစားချင်ဘူးအဲကွယ်ရတာငါအတွက်လည်းကမိမအတွက်ငါမဟုတ်ဘူးသိချင်ဘူးသိချင်ဘူးဘယ်လိုချင်ဘူးငါအကျုပ်တဲ့ကွယ်ဘယ်လိုလဲငါကိုမေးသိစေဟေးခေပေါ်စနေနဲ့ပဲကျုပ်ငါရဲ့မကောင်းဘူးတကယ်ရတယ်ခါတော့သက်သက်ရဲ့သက်သက်ဒီမှာဒီတော့ဒီချက်တော့ကိုဟာဒီဒါလည်းမကောင်းတယ်ကျုပ်တဲ့ကိုလည်းဒီတော့ကားတော့နေနေစားလေးပါငါလည်းဒီစားမစားတော့တဲ့ချက်စီကဘယ်မှာပဲသိချင်ဘယ်မှာတဲ့ခွန်းလို့ဒီလိုလည်းညာတဲ့ခုကျကဲစားအောင်သိကြတော့ကားလေးကောင်းပါလေကိုယ်ကောင်းပါလေကောင်းပါလေသိကြတော့ကားပိုင်ကောင်းပါလေကောင်းပါလေကောင်းပါလေဟုတ်တော့သိကြတော့ကားလေးကောင်းပါလေကိုယ်ကောင်းပါလေသိကြတော့ကားပိုင်ကောင်းပါလေသိကြကောင်းပါလေကျွန်တော်ဘာနိုင်ငံက ANDF ဆက်ရေးချင်တဲ့လူတွေအတွက်သမှုသာကြည့်ပြီးပါဗျာအားလုံးOh, yeah,